ကြံကိုကရင်လိုဘယ်လိုပြောရလဲတဲ့နမိုလီနော်သူလာမေးထားတာကဲသူကတော့ဒီအကောင့်အဟောင်းမှာလည်းသူလာမေးထားတယ်အကောင့်အတိမှာလည်းသူလာမေးထားတယ်အဲ့တော့ဒီအကောင့်ထဲကလူတွေလည်းသိရအောင်လို့เนาะဒီမှာလည်းဖြည့်ပေးလိုက်မယ်เนาะအကောင့်အတိမှာလည်းဖြည့်ပေးထားပြီးပြီကဲအနောက်ကိုတကြံတော့လာဖုံးကောက်ပတိရအေကိုအီမွဲတကြံကြပြီမနော်ဆောပခလိုက်လာဖုံးကောက်ပခလိုက်တာမဲ့တကြံလန်းတော့မနော်ရအရှာမနော်တကြံတော့လဖုံးကောက်တာနဲတကန်ကောင်တာနဲအနော်တကြံအနော်ကိုအီမပကမုခလိုက်လာဖုံးကောက်လန်းထီလန်းစေတကြံလန်းရုပ်မနော်ဆောဘူးနော်ကိုလဖုံးကောက်ပကပခလိုက်တာလန်းရုပ်နဲတာလန်းရုပ်ကဘာခလိုက်ဘနော်စကောစတာနဲ